ငါးရင်ချက်ရင်လုံးဝမကြည့်ပဲနဲ့စားလို့ကောင်းဒီလိုလေးချက်ရတယ်ငါသမီးရဲ့ဆိုပြီးတော့မှအမေတင်ပေးခဲ့တဲ့နီးလေးနဲ့ငါးလေးချက်စားဖြစ်ပါတယ်ငါးလေးတွေကိုတော့ကျမကငမွေတို့လေးတွေသုံးထားတယ်သူ့ရဲ့နောက်ကျောမှာစူးတောင်လေးတွေပါတော့တော်တော်လေးတတိထားပြီးကင်လိုက်ရတယ်ပေါ့နော်ပြီးရင်ကျမကရှာလက်ကရင်းနဲ့တခြားပြောင်းနေအောင်ဆေးလိုက်တယ်အရသာအတွက်စားအသားမုံဆွနွှင်းလေးထည့်ပြီးတော့မှအရသာလေးစိမ့်ဝင်အောင်နှိပ်ထားပေးလိုက်ပါမယ်ဟင်းနှစ်တို့ကကြတော့ကြက်သွန်ဖြူနေရဲ့ဆွနွှင်းမော့ရဲ့အယောင်တင်မော့ရဲ့ကိုညက်နေအောင်ထောင်းထားပေးလိုက်ပါမယ်ဒါဆိုရင်တော့ကျမတို့စချက်လို့ရပါပြီအိုးထဲကိုစီထည့်ပြီးတော့မှစီပူလာပြီးဆိုရင်ထောင်းထားတာလေးတွေထည့်ပြီးတော့မှစီတက်ပေးရပါမယ်စီတက်တဲ့နေရာမှာမီအေးအေးနဲ့စိတ်ရှိရှိစီတက်ပေးရပါမယ်ကဲအခုလိုအနံလေးလည်းမွေးလာပြီဆိုရင်အရသာနယ်ထားတဲ့ငါးလေးတွေထည့်မယ်ငံပြားလေးနည်းနည်းပေါက်ပြီးတော့မှအရသာလေးစိမ့်ဝင်အောင်မွေးထားပေးလိုက်ပါမယ်ပြီးရင်တော့ကျမတို့မကြီးရေခက်ကြဲကြဲဖြော်ထားတာလေးထည့်မယ်ရေလေးနည်းနည်းထည့်ပြီးတော့မှကျမတို့ချက်ထားပေးလိုက်ပါမယ်မကြီးရေကိုအရင်ဆုံးထည့်ချက်တာကငါးလေးတွေကိုလုံးဝမကြည့်ပဲနဲ့ပို့ပြီးတော့စားကောင်းစေပါတယ်ကဲအခုလိုရေချမ်းစီချမ်းအနေထားလေးမှာငရုတ်သီးစိမ့်လေးထည့်မယ်နန်းနန်းမင်းလေးအုပ်လိုက်မယ်ဆိုရင်ကျမတို့ရဲ့လုံးဝမကြည့်ပဲနဲ့စားလို့ကောင်းတဲ့ငါးချက်လေးကစားလို့ရပါပြီရှင်